Hello အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကတော့မိမိတို့ဒီမှာရှိနေတဲ့ကော်ဖီယိုလေးပါရှင်။အလျားကတော့3ပေရှိပါတယ်နော်။အမြင့်ကတော့3ပေနဲ့8လက်မှရှိပါတယ်ရှင်။ဒါလေးကတော့ဝယ်သူစီကိုပို့ရမှာလေးပါနော်။မြောက်တစ်ခွန်ကအားပေးသွားလေးပါရှင်။ကော်ဖီယိုလေးရဲ့အသားချက်ကတော့မှုလည်းမသစ်ပါဘူး။ချမစားပါဘူးရှင်။ရေဆိုလဲခံလို့ဖက်နက်လေးတွေလည်းထည့်သိမ်းလို့ရပါတယ်เนาะအဝတ်စားလေးထည့်သိမ်းမယ်ဆိုလဲအရန်ကိုအဆင်ပြေပါတယ်ရှင်နောက်တဲ့အတွင်းပိုင်းလေးပြပေးပါမယ်ရှင်တကားလေးရဲ့3ချက်ပါပါတယ်เนาะတကား3ချက်ပါပါတယ်ရှင်အဆင့်ကတော့အထဲထဲက3ဆင့်ပါเนาะဈေးနှုန်းလေးကတော့2သိန်းနဲ့မှ5000ရှိပါတယ်ရှင်အခုနေယူလို့ရှင်မြို့ရင်းပို့ကဖရီနဲ့ပို့ပေးပါမယ်ရှင်ရှာမဲ့ကာလာလေးကတော့အညူရောင်ရဲ့အဖြူရောင်ရဲ့2မျိုးရပါတယ်ရှင်ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့မိမိတို့ဒီမှာရှိနေတဲ့ကော်ဖီယိုလေးပါရှင်အလျားကတော့3ပေရှိပါတယ်နော်အမြင့်ကတော့3ပေနဲ့8လက်မှရှိပါတယ်ရှင်ဒါလေးကတော့ဝယ်သူစီကိုပို့ရမှာလေးပါနော်မြောက်တစ်ခွန်ကအားပေးသွားလေးပါရှင်ကော်ဖီယိုလေးရဲ့အသားချက်ကတော့မှုလည်းမသစ်ပါဘူးချမစားပါဘူးရှင်ရေဆိုလဲခံလို့ဖက်နက်လေးတွေလည်းထည့်သိမ်းလို့ရပါတယ်เนาะအဝတ်စားလေးထည့်သိမ်းမယ်ဆိုလဲအရန်ကိုအဆင်ပြေပါတယ်ရှင်နောက်တဲ့အတွင်းပိုင်းလေးပြပေးပါမယ်ရှင်တကားလေးရဲ့3ချက်ပါပါတယ်เนาะတကား3ချက်ပါပါတယ်ရှင်အဆင့်ကတော့အထဲထဲက3ဆင့်ပါเนาะဈေးနှုန်းလေးကတော့2သိန်းနဲ့မှ5000ရှိပါတယ်ရှင်အခုနေယူလို့ရှင်မြို့ရင်းပို့ကဖရီနဲ့ပို့ပေးပါမယ်ရှင်ရှာမဲ့ကာလာလေးကတော့အညူရောင်ရဲ့အဖြူရောင်ရဲ့2မျိုးရပါတယ်ရှင်